အရေးကြီးဆုံးကမြင်သမျှလိုချင်ပြီဆိုတော့အဲ့ဒါသတိထားအဲ့ဒါယူနေပြီမြင်သမျှလိုချင်အကုန်လုံးဒီလိုဖြစ်နေလို့ရပါမလားမရဘူးเนาะအဲ့တော့မြင်သမျှလိုချင်နေပြီဆိုရင်တော့ဒါပြဿနာတော်တော်ကြီးပြီမကြခင်ပျက်စီးတော့မယ်ဆိုတဲ့အချိန်တွေရောက်ပါပြီမိန်းမတွေပျက်စီးတယ်ဒါကြောင့်ပြတ်တာယောက်ျားတွေပျက်စီးတယ်ဒါကြောင့်ပြတ်တာအမှန်မှာတော့ပျက်စီးတဲ့အကြောင်းအရာတစ်ခုတည်းပဲမြင်သမျှလိုချင်လို့ဟုတ်လားဒီလိုချင်စိတ်ကြောင့်ပျက်စီးတာလိုချင်တာသမုဒိယပဲလေသမုဒိယကြောင့်ဒုက္ခရတယ်ဆိုတာဟုတ်လားဒီလိုချင်စိတ်ဒီအားကြီးလာလို့ပျက်စီးရအာရခဒါကိုစောင့်စည်းရမယ်ရက်နေတဲ့နာရက်တနေ့2ချိန်မှန်တယ်သွားနေတဲ့နာရီတွေကမမှန်ဘူးအလုံးမလုံးရင်ပြဿနာမရှိဘူးအလုံးလုံးရင်တော့ပြဿနာရှိတယ်ဘာလို့မလဲရက်နေမှလားသွားမှလားပြဿနာကိုကြောက်လို့ရက်နေဘယ်တော့မှမတွေ့တတ်တော့ဒါကြောင့်ဘုန်းတို့သွားတော့သွားရမယ်သွားရင်ဘာတွေလုပ်အောင်ပြဿနာတွေနဲ့ရင်ဆိုင်ရမယ်ဆိုတဲ့ဟာကိုစဉ်းစားထားအဲ့ဒီအတွက်ကိုယ်ဘာတွေစုဆောင်းထားမလဲဘယ်လို knowledge တွေဘယ်လိုအသိပညာတွေအရေးကြီးတာပြဿနာတစ်ခုခုကပိတ်လောင်မွန်းကျက်သွားပြီဆိုကိုယ်မှာတိုင်ပင်စရာအားကိုးလောက်တဲ့လမ်းပြနိုင်တဲ့မိတ်ဆွေကောင်းရှိသလားမရှိလူကတိတ်ပြီးတော့အထီးကျန်သွားတယ်အထီးကျန်နေဆိုတော့အဲ့ဒီချိန်မှာတွေ့လိမ့်မယ်